ဒီနေ့မှာတော့ဝတ်သားကင်ချီချက်လေးဖြစ်ပါတယ်ကျွန်မကပထမဦးဆုံးဝတ်သားကိုနိုင်ရွယ်လာအရတာနဲ့ထားပါတယ်စားထည့်တယ်ချုံမိုးထည့်တယ်နန်းစီထည့်တယ်စီထည့်တယ်ပြီးတော့ငန်းပြရေးထည့်တယ်ပေါ့နော်ပြီးရင်ချက်သွင်းနီထည့်တယ်ချက်သွင်းမြစ်ထည့်တယ်ကိုရီးယားငရုတ်မှုပေါ့နော်အဲ့ဒီဟာလေးကိုလှည့်ထည့်ပါတယ်အဲ့ဒါထည့်ပြီးကျွန်မကချက်လိုက်ပါတယ်ဝက်သားနဲ့ပေါ့နော်ပထမဦးဆုံးချက်လိုက်တယ်ဝက်သားလေးနူးလာပြီဆိုလို့ရှိရင်ကျွန်မကကင်ချီထည့်တယ်ပြီးရင်ဒီစကာလီယန်လေးထည့်အုပ်တယ်ပေါ့နော်ပြီးရင်နှမ်းကိုလေကျွန်မကအပေါ်ကနေဖြူထားပါတယ်ရှစ်ဒီနေ့ကတော့ကိုရီးယားမှာတော်တော်များများစားကြတယ်ပေါ့နော်ဒါကတချို့တွေကကောင်းပါမလားလို့စိတ်ပူတာရှိတယ်ဒါအရန်ကောင်းပါတယ်နော်ဝက်သားနဲ့ဒီကင်ချီကအရန်ကိုလိုက်ဖက်ပါတယ်ဒီချက်နေ့ကအရန်ကိုလေကိုရာမို့လို့ခဏလေးပဲအချိန်ခဏလေးပြီးပြီးတော့အရန်ကိုစားကောင်းတဲ့ဟင်းတစ်ခွက်လေးဖြစ်တာမို့လို့စမ်းစားကြည့်ကြပါနော်ဝက်သားနဲ့ကင်ချီချက်လေးဖြစ်ပါတယ်အရန်ကောင်းပါတယ်ရှစ်ကျွန်မယောက်ျားဆိုရင်လည်းအရန်ကိုကြိုက်ပါတယ်ပြီးတော့လို့ရှိရင်ပေါ်ကနေနှမ်းလေးထည့်ဖြူလို့ရပါတယ်ဗီဒီယိုကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်